တင်တယောက်အမောင်မိုက်ဆုံးနေ့ရက်တွေကိုတယောက်တည်းဖြတ်သန်းနေရပြီလို့တွေးမိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်အားလုံးပဲမင်္ဂလာပါရှင်ကိုတွင်းနဲ့ထရာကဲတင်ကြမယ်ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းလေးကတော့အရာအလုံးကိုလက်လွတ်ချင်နေတဲ့လူတွေကိုမေးခြင်းနဲ့မေးခွန်းလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်တကယ်ပဲမဖြစ်ကျော်နိုင်တော့ဘူးလားဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်တကယ်ပဲမဖြစ်ကျော်နိုင်ကြတော့ဘူးလားလူတွေကတခါတလေကြီးမားတဲ့အခက်အခဲဖြည့်ရှင်းရတိတ်ခတ်ခဲ့တဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့လာတဲ့အခါမျိုးမှာဆိုရင်ဖြစ်ချင်တယ်လို့ဖြစ်တော့ကွာငါလှုပ်ပြလိုက်တော့မယ်လို့တစွတ်တူဆန်ဆန်ဆုံးဖြတ်ပြီးတော့လှုပ်တတ်ကြတယ်လို့အရာအလုံးကိုလက်လျှော့ပျောက်ကွယ်သွားဖို့ကိုလည်းဆုံးဖြတ်တတ်ကြတယ်လူတွေရဲ့ဘဝမှာတစ်ချိန်တစ်ခါလောက်တော့လောကကြီးမှာမနေချင်တော့ဘူးအသက်မရှင်ချင်တော့ပျောက်ကွယ်သွားခြင်းနဲ့တည်သွားခြင်းနဲ့တက်တည်ခြင်းနဲ့ဆိုပြီးတော့ဖြစ်ပေါ်တဲ့လူတွေတော်တော်များများရှိခဲ့ဘူးနိုင်တယ်လို့တခါမှမဖြစ်ဘူးတဲ့လူတွေလည်းရှိမယ်လို့ထင်ပါတယ်ဒီအကြောင်းအရာလေးကိုနားထောင်ပြီးတော့တက်တည်ဖို့စူးစမ်းဖို့တဲ့သူတွေကလည်းငါတယောက်တည်းပြုံးညံ့စွာမယူရဲဆန်ခဲ့ဘူးတာမျိုးမဟုတ်ဘူးဆိုပြီးတော့စိတ်သက်သာရစေခြင်းတလို့လက်ရှိဝေဒနာကိုခံစားနေရတဲ့သူတွေလည်းတခြားသူတွေဖြတ်ကျော်နိုင်ခဲ့ရဆိုတာမျိုးကိုသိစေချင်ပါတယ်မဖြစ်ဘူးသေးတဲ့လူတွေလည်းမတော်၍များကြုံလာခဲ့တဲ့အခါမှာအတိတ်ကလေးနဲ့ဆင်ခြင်နိုင်မှုရည်ရွယ်ပြီးဒီအကြောင်းလေးကိုရေးသားတင်ပြရခြင်းဖြစ်ပါတယ်ရှင်ငါသိခြင်းနဲ့တက်တည်ခြင်းနဲ့ဆိုရဲစိတ်ခံစားချက်မျိုးဝင်လာတဲ့အခါမှာအချက်ကလေး၃ချက်ကိုတွေးကြည့်ဖို့ပြောချင်ပါတယ်နံပါတ်1ငါတကယ်ပဲမဖြစ်ကျော်နိုင်တော့ဘူးလားနံပါတ်2ငါတကယ်ပဲလက်လျှော့တော့မှာလားနံပါတ်3သေဆုံးသွားခြင်းကတကယ်ပဲလွတ်မြောက်ခြင်းလားဆိုတဲ့အချက်ကလေး၃ချက်ကိုတွေးကြည့်ပြီးတော့ရေးကြည့်ပါပထမအဆုံးအနေနဲ့တကယ်ပဲမဖြစ်ကျော်နိုင်တော့ဘူးလားဆိုတဲ့အကြောင်းလေးကိုပြောကြည့်ကြရအောင်နော်အဲ့ဒီအခက်အခဲကိုတကယ်ပဲမဖြစ်ကျော်နိုင်တော့ဘူးလားမဖြစ်ကျော်နိုင်လောက်အောင်ခက်ခဲပြီလားတင်နီးလန်းအကုန်စဉ်းစားပြီလားပေါ့နော်ဒီအခက်အခဲကိုဖြေရှင်းဖို့အတွက်အကြံစီတွေနီးလန်းတွေတကယ်ကုန်စင်အောင်ဆောင်ရွက်ကြည့်ပြီးသွားပြီလားဒီမေခွန်းဒီပု္ပ္ပစာကိုဖြေရှင်းပြီးမရှိတော့တာတေချာသွားပြီလားအဲ့ဒီပြဿနာကြီးကိုတခါတည်းနဲ့အပိသက်မဖြေရှင်းနိုင်ဘူးဆိုရင်တော့မှတိတိလေးကနေစပြီးတော့ဖြေရှင်းကြည့်ပြီးပြီလားတဆင့်ချင်းလုံနိုင်တယ်လို့ကိုလုံနိုင်တယ်လို့တိတိလေးကနေပြီးတော့စပြီးတော့ဖြေရှင်းပြီးတော့ကြိုးစားကြည့်ပြီးပြီလားပြဿနာကိုတစ်လုံးနဲ့ဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ကိုလုံနိုင်တဲ့တိတိလေးကနေစပြီးတော့ဖြေရှင်းနေတောင်းခံမှုအတွက်အကြံပေးချင်ပါတယ်တင်ရင်ဆိုင်နေရတဲ့အခက်အခဲပြဿနာအကျက်သေးတွေကိုတင်ကိုယ်တိုင်ခံစားနေရတယ်လို့ဘယ်သူမှအမှန်တကယ်စာနာပြီးတော့မခံစားပေးနိုင်ဘူးဝင်ရောက်ပြီးတော့မစာနာပေးနိုင်ဘူးဆိုတာအမှန်တကယ်ပါပဲတင်ပင်ပန်းနေအောင်နားလေပါတယ်လို့တစုံတစ်ယောက်ကနှစ်သိပ်ပြီးတဲ့လူရှိရဆိုရင်တော့မှာပေါ့တင်ကိုယ်တိုင်ခံစားနေရတယ်လို့မျိုးအပြည့်အဝဘယ်သူမှမခံစားနိုင်ဘူးဘယ်သူမှတင်းရဲ့ခံစားချက်အတိုင်းမဆာနာပေးနိုင်တာကအမှန်တရားဖြစ်တယ်လို့တင်းကိုယ်တိုင်ရပဲဒီအရာအလုံးဖြတ်ကျော်ရမယ်ဆိုတာလေအမှန်တရားတစ်ခုဖြစ်ကြောင်းကိုသတိရစေချင်ပါတယ်လူတိုင်းမှာကိုမသိနိုင်တဲ့ပုံစံတွေဖြည့်ရှင်းနဲ့ရှင်သန်နေရတယ်ဆိုတာကိုလေတင်းကိုသတိရစေချင်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ်တိုင်လည်းဖြည့်ရှင်းနဲ့ရှင်သန်စေချင်ပါတယ်ကဲဘလောက်ပဲခက်ခဲဖြတ်ကျော်နိုင်စေချင်ပါတယ်ထမင်းကြည့်ပါအောင်မယ်တကယ်ပဲမဖြတ်ကျော်နိုင်လောက်အောင်ခက်ခဲနေပြီလားတင်ကိုယ်တိုင်လည်းတင့်ကိုတင်အဲ့ဒီမိခွန်းလေးကိုထပ်ခါမေးပေးပါထပ်ခါစဉ်းစားပေးပါတကယ်ပဲမဖြတ်ကျော်နိုင်လောက်အောင်ခက်ခဲနေပြီလားပြီးရင်တင်ရဲ့စိတ်ခံစားချက်အတိုင်းဖြစ်လာတယ်တင်ဘယ်လိုလုပ်မလဲလို့စဉ်းစားထားတဲ့အကြောင်းအရာလေးတွေကိုစာအုပ်ကလေးထဲမှာခြာရေးလိုက်ပါဒုတိယချက်အနေနဲ့တကယ်ပဲလက်လျှော့တော့မှာလားအဲ့အကြောင်းလေးကို
ကိုရင်ဘက်ကိုလက်ဖွားလေးနဲ့ဖိပြီးတော့မေးကြည့်လိုက်ငါတကယ်ပဲလက်လျှော့လိုက်တော့မှလားလက်လျှော့တင်ပြီလားဘာမှမလုပ်တော့ဘဲနဲ့လက်လျှော့ပြီးနေလိုက်ရတော့မလားငါအဆုံးတက်လိုက်ရတော့မလားလို့မေးကြည့်လိုက်နော်တင်းရဲ့နှလုံးသားကတင်းကိုဘယ်လိုပြန်ပြီးတော့ဖြေမလဲတင်းဖြစ်တန်လာရတဲ့တင်းဘဝရဲ့အသေးနဲ့တင်းရဲ့ကြိုးပမ်းအထောက်မှုပေးဆက်မှုတင်းဘဝရဲ့အကြောင်းတွေကိုတင်းကိုယ်တိုင်ကလွဲပြီးတော့ဘယ်သူမှသိချမသိတဲ့အတွက်တင်းကိုယ်တိုင်ကပဲငါရက်တင်လားဆက်သွားရမလားဆိုတာကိုဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။ဘာဆိုဘာမှအရာထင်မကြံခဲ့တော့အောင်လက်လျှော့လိုက်ဖို့တင့်ပြီလားလို့တွေးရင်တင်းငယ်ရနေပြီးတော့ကြီးပြင်းလာရတဲ့အထီးပေါ့နော်။တင်းရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုတွေးပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်စေချင်ပါတယ်။လွယ်လွယ်မြင်ရခဲ့တဲ့အရာတွေကိုလွယ်လွယ်လေးထားပစ်ခဲ့ဖို့တင်းအစဉ်သင်းဖြစ်ပြီလားအဲ့လိုလေးတွေးပြီးတော့တကယ်ပဲလက်လျှော့တင်ပြီလားဆိုပြီးတော့တင်းရဲ့နှလုံးသားဘယ်လိုမျိုးလေးပြန်ဖြေလာလဲဆိုတာကိုတင်းစာအုပ်ထဲမှာရေးချပြီးတော့ဒီပြဿနာလေးကိုဖြေရှင်းနိုင်မယ်လို့ညွှန်လင်းမိပါတယ်နောက်ဆုံးအနေနဲ့တေဆုံးသွားခြင်းကတကယ်ပဲလွတ်မြောက်ခြင်းအဖြစ်ဟုတ်ရဲ့လားပေါ့နော်အဲ့ဥစ္စာလေးကိုပြန်မေးရင်ပြန်ဖြေကြည့်ကြရအောင်နော်တေသွားပြီဘာဖြစ်မှလဲတကယ်ငြိမ်းချမ်းသွားပြီလားတကယ်အရာအလုံးကနေလွတ်မြောက်သွားပြီလားအဲ့လိုမျိုးမေးမယ်ဆိုလို့ရှိရင်ပြန်ဖြေရတော့ငါတည်သွားပြီလေငါဘာမှမသိတော့ဘူးငါမှမရှိတော့တာငါမှမသိတော့တာဘာပဲဖြစ်ဖြစ်ပေါ့ဆိုပြီးတော့လွယ်လွယ်လေးတွေးပြီးလွယ်လွယ်လေးဖြေလိုက်ရင်တော့ဟုတ်တာပေါ့နော်တကယ်ပဲကိုကဒီလိုမကြံစီအပ်တဲ့ကိစ္စပေါ့နော်တည်ချင်းအဲ့ရဲ့နောက်ွယ်မှာတည်ဆုံးခြင်းမဟုတ်ဘဲနဲ့မတည်ပဲနဲ့ပေါ့နော်ခုထက်ဆိုးတဲ့ပုံစံမျိုးဒုက္ခိတဖြစ်သွားနိုင်ရဲ့ဆိုတဲ့အတွေးမျိုးရောတွေးကြည့်ကြဘူးလားယင်ဒီလှုပ်လိုက်တဲ့ကိစ္စကြောင့်ပေါ့နော်ဥပမာလေးပေးရရင်ကြောင်ရုပ်ကြောင့်တော့ပိုမလေးစေခြင်းတလိုမျိုးပေါ့နော်နီးမှန်မဟုတ်ကြောင်းကိုပြောပြချင်ပါတယ်တည်သွားတယ်ဆိုတာလေတကယ်တော့ရှင်နေရထက်ပို့ပြီးတော့ခက်ခဲဆိုတာရောအဲ့လိုလေးပြောင်းပြီးတွေးကြည့်ကြဘူးလားလူဖြစ်ပြီးတော့ရှင်တန်နေရတဲ့အချိန်မှာဆိုရင်ကိုယ့်ဘဝအတွက်ဖန်တီးနိုင်စွမ်းကအပြေအဝကိုယ့်လက်ထဲမှာရှိရဲ့ဒါပေမဲ့ကိုကလူမဟုတ်တော့ဘူးဆိုလို့ရှိရင်ကိုဘာဖြစ်မလဲဆိုတော့မသိတော့ဘူးကွယ်အဲ့အတွက်ကြောင့်မလို့ကိုဖန်တီးနိုင်စွမ်းကိုယ့်လက်ထဲမှာမရှိတော့ဘူးအဲ့အတွက်ကြောင့်မလို့ရှင်နေခြင်းထက်တည်ခြင်းကပိုခက်ခဲလို့ပြောခြင်းနဲ့ကိုတည်ပြီးတော့ရင်ဘာဖြစ်မလဲဆိုတော့မသိနိုင်ဘူးပေါ့နော်ကံကောင်းလို့လူပြန်ဖြစ်လာတယ်ဆိုရင်တော့မှကိုဟိုးမွေးကစားနေပြီးတော့ဒီလိုချိန်ဒီလိုနေရာဒီလိုမျိုးအရွယ်ရောက်ဖို့ဒီကိုပြန်ပြီးတော့အစနေပြန်ကြိုးစားမှာပဲလေငယ်ဘဝကနေပြန်စားမယ်တုံညနေပြန်စားမယ်လက်ရှိကာလကိုရောက်ဖို့အဲ့လိုမျိုးပြန်စားမှာပေါ့အဲ့ဒီအတွက်ကြောင့်မလို့တည်ဖို့မစင်စားပဲနေပေါ့နော်ဒီအခုလက်ရှိကိုစုပ်ကင်နိုင်တဲ့ကိုဖန်တီးနိုင်တဲ့ကိုရဲ့ဒီလက်ရှိကာလကိုအကျိုးရှိရှိနဲ့အသုံးချပြီးတော့ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာလေးကိုပဲစစ်ကြိုးစားဖို့အတွက်အားပေးချင်ပါတယ်ကျွန်တော်ရဲ့တကယ်ချင်းတယောက်ကတော့ပြောတတ်တယ်ပေါ့နော်သူဆိုလို့ရှိရင်အဲ့လိုမျိုးတွေတော့သူမစင်စားဘူးပေါ့နော်သူအရန်စိတ်ညစ်လိုက်ရင်တော့မှဘယ်လိုအတင်းထားလဲဆိုလှတဲ့နေရာတွေသူမလုပ်ဖူးတာတွေသူမသွားဘူးတဲ့နိုင်ငံတွေသူမစားဘူးတာတွေအဲ့လိုမျိုးအများကြီးရှိတယ်အဲ့ဒါတွေ तू ဖြစ်အောင်လုပ်ဦးမယ်ပေါ့နော်အဲ့လိုမျိုးလေး तू ဖြစ်ချင်သေးရဲ့ပေါ့ဘာမှမတွေးနဲ့ကိုယ့်အတွက်ပဲကိုကြည့်ကိုယ့်အကြောင်းပဲကိုစဉ်းစားပြီးတော့ဆက်ပြီးတော့ရှင်တန်ရမယ်လို့ तू ကပြောတယ်ပေါ့နော်အခုလည်းအဲ့လိုပဲတည်တာနဲ့ရှင်တာဆိုရင်ရှင်တာလောက်ပိုင်ခွင့်ရှိသေးရဲ့တည်သွားရင်ဘာမှလောက်ပိုင်ခွင့်မရှိတော့ဘူးအဲ့လိုမျိုးလေးစဉ်းစားပြီးတော့ရှင်ချင်းနဲ့တည်ချင်းမှာဆိုရင်တည်ခြင်းကပိုပြီးခက်ခဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးချင်ပါတယ်ပြီးတော့စကားပုံလေးတစ်ခုလိုပေါ့နော်တန်းကောင်ထက်တော့ညမနှက်ဘူးဆိုတဲ့အကြောင်းလေးလေကောင်ရန်ထက်တော့ပို့ပြီးတော့ညမနှက်နိုင်တော့ဆိုတဲ့စကားပုံလေးကိုသတိရပြီးတော့ဖြတ်ကျော်ဖို့အတွက်ခွန်အားလေးပေးချင်ပါတယ်တကောင်ပေါ့နော်တကောင်ဒီညစ်အနက်ဆုံးချိန်ဖြစ်ပြီးထို့ထက်သိုး၍ညမနှက်နိုင်ထို့အတူအဆုံးစွန်သောအခြေအနေရောက်မှထို့ထက်တိုး၍ဆိုရရန်လည်းမရှိလို့စဉ်းစားပြီးတော့ကိုယ့်ရဲ့အခက်ခဲကြီးကရှောင်နေလာတော့မှာပေါ့နော်အလင်းရောင်လေးကိုမြင်ရတော့မှာဆိုပြီးတော့ကိုယ့်ရဲ့နှလုံးသွင်းပြီးတော့အမှားအမှန်ကိုရှင်းချိန်နိုင်ကြပါစေတင့်အတွက်နေချီလင်းမှုလာနေရဆိုတာကိုသင်မမေ့လိုက်ပါနဲ့တင့်အတွက်ပန်းနေပွင့်ဖို့ရှိနေသေးတာကိုလည်းသင်မမေ့လိုက်ပါနဲ့တင့်အတွက်လေးပြီးညင်းတွဲလေးတိုက်ခတ်
လာဖို့ရှိနေသေးတယ်ဆိုတော့လည်းမမေ့လိုက်ပါနဲ့အခုချိန်မှာအရန်ညင်းနေနေရဆိုရင်တော့အဲ့ညင်းနေနေရရာနေပြီးတော့အလင်းရောင်လေးနေရောင်ကြီးလေးလင်းလာတော့မယ်ဆိုတော့မမေ့ပြစ်ဖဲနဲ့အလင်းရောက်လာတော့မှလို့တွေးပြီးတော့ဆက်ပြီးတော့ကြိုးစားစေချင်ပါတယ်တဲ့အတွက်စောင့်မျှော်နေရဲ့အရာတွေရှိတာကိုမမေ့ပြစ်ဖဲနဲ့အဲ့အခက်ခဲတွေကိုဖျက်ကျော်ပြီးတော့စောင့်မျှော်နေရဲ့အရာတွေကိုဖန်ဆုံနိုင်ပါစေစုခုနိုင်ပါစေနော်အားလုံးပဲအမောင်မိုက်ဆုံးနေ့ရက်တွေကိုစိတ်သက်ခွန်အားအပြည့်နဲ့ဖျက်ကျော်ခဲ့ကြပါနော်အဆုံးထိနားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်တေးသေးမွားလေးပဲဖြစ်ဖြစ်အကူအညီဖြစ်ခဲ့မယ်ဆိုရင်ပို့ပြီးတော့ဝမ်းသာမှာပဲဖြစ်ပါရဲ့ရှင်စိတ်ချမ်းသာကိုကျန်းမာကြပါစေနော်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့နိုင်ဖို့မျှော်လင့်မိပါတယ်ရှင်